ပြည့်ရှံနေတဲ့ရင်နွေးကမှရင်နွေးတွေထည့်လိုက်တဲ့အခါရှံသွားသလိုပဲခမားဟာလည်းခွက်အပြည့်နဲ့လာတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စူးစမ်းပြီးဘလောက်ပဲတင်မေးခမားတတ်မှာမဟုတ်ပါဘူးကျွန်တော်အင်အားတွေပဲကုန်သွားလိမ့်မယ်ဒါကြောင့်ခမားကိုကျွန်တော်တင်မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီအတိုင်းပါပဲဒီတင်နန်းခန့်မာတွေကိုရောက်ရှိလာကြတဲ့တင်နန်းသားတွေဟာစူမွန်တပန်းသမားကြီးလိုခွက်အပြည့်နဲ့လာမယ်ဆိုရင်တင်နန်းဆရာတယောက်အနေနဲ့ဘလို့ပင်စူးစမ်းတင်မေးအင်အားတွေပဲကုန်ဆုံးသွားပါလိမ့်မယ်ဒါကြောင့်ကိုမေးခွန်းတစ်ခုမေးရပါမယ်ငါဟာခွက်အလွတ်နဲ့လာသလားခွက်အပြည့်နဲ့လာသလားဆိုတာပဲကဲဘလို့လဲဖြေကြည့်အောင်အဖြေခွက်အလွတ်ပါခွက်အလွတ်နဲ့လာတယ်ဆိုရင်တော့ဆရာကစပြီးတင်နန်းပေးလို့ရပါပြီကဲကျေးဇူးပြုပြီးခုံတွေအထဲတွင်ပြီးမတ်တက်ရက်လိုက်ကြရအောင်ဆရာထပ်ပြီးမေးပါမယ်အားလုံးတင်ယူဖို့အတွက်အဆင်သင့်ဖြစ်ပြီလား yes or no တခုဖြေပါအဖြေ yes ဆရာပါဇက်ကဖြေရုံနဲ့မဟုတ်ဘူး yes ဆိုတဲ့အတန်နဲ့အတူလက်မပါထောင်ပြပါ yes or no yes okay ဟုတ်ပါပြီကဲတင်နန်းစပေးတော့မယ်မတ်တက်ရက်တဲ့ပုံစံစပြောပါမယ်ခါကိုဖြောင်းနေအောင်ရက်မယ်ခြေမနှောက်နှစ်ခုကို V ပုံစံထားမယ်ဘယ်လက်ရက်လက်ကဝက်ကိုညာလက်နဲ့ဆုပ်ကင်ထားမယ်ခေါင်းကိုစောင်းမနေရဘူးခါကိုမက်နေအောင်ဆန့်ထားရမယ်မျက်လုံးကတိတ်ငက်တကောင်လိုစူးရှတောက်ပါပြီးယုံကြည်မှုအဖြစ်ရှိနေရမယ်ငိုင်မီးမနေရဘူးဆရာရဲ့လှူရှားမှုကိုပဲကြည်ပါဘေးကြည့်အပေါ်ကြည့်အောက်ကြည့်မကြည့်ရပါဘူးဆရာပြောတဲ့အတိုင်းအားလုံးလိုက်နာကြတယ်အရန်တော်ပါတယ်ငါဘာလဲဆိုတာမေ့ပြစ်လိုက်ပါခွက်အလွတ်တစ်လုံးနဲ့တင်ယူမယ်ဆိုတဲ့စိတ်ကိုမွေးလိုက်ပါအားလုံးမျက်စိမိတ်လိုက်ပါထွက်လေဝင်လေ10ချိန်လောက်ရှူလိုက်ပါမျက်စိကိုလုံးဝမဖွင့်ပါဘူးထွက်လေဝင်လေရှူတာကိုရှက်လိုက်မယ်တပ်ပြင်းတစ်ချက်ချလိုက်ပါဆရာမေးတာကိုမျက်စိမှိတ်ပြီးဖြေပါဆရာ9နှစ်သားကလေးနဲ့အသက်40 50အရွယ်တွေနဲ့ဘသူကဖြူစင်တယ်လဲအဖြေ9နှစ်သားကလေးဆရာဖြူစင်တဲ့ကလေးရဲ့စိတ်ထားနဲ့မဖြူစင်တဲ့လူကြီးရဲ့စိတ်ထားဘယ်ဟာကြိုက်တယ်လဲအဖြေဖြူစင်တဲ့ကလေးရဲ့စိတ်ထားကိုကြိုက်တယ်ဆရာဟုတ်ပြီဒါဆိုရင်ဆရာကဒီခန်းမထဲမှာရောက်ရှိလာကြတဲ့တင်နန်းသားတွေအားလုံးကိုဖြူစင်တဲ့9နှစ်သားကလေးတွေအဖြစ်သတ်မှတ်လိုက်မယ်ဆိုရင်ဆရာတဘောတူသလားမတူဘူးလားအဖြေတဘောတူပါတယ်ဆရာကဲတဘောတူတယ်ဆိုရင်မင်းတို့ရဲ့အသက်တွေအားလုံးကိုဖြူစင်တဲ့9နှစ်သားအရွယ်ကလေးလေးအဖြစ်သတ်မှတ်လိုက်ပါပြီမျက်စိမဖွင့်ပါနဲ့မလှုပ်ပါနဲ့စိတ်ထဲကနေ